ရေအောက်မှာပုန်းအောင်နေတဲ့ရေသူမတွေရှိနေကြောင်းအမျိုးသားကအတည်ပြုပြီးနောက်သူ့အဖော်တွေကိုချက်ချင်းပစ်ခတ်ဖို့အချက်ပြလိုက်တဲ့ရေသူမတွေကထိတ်လန့်ပြီးအရက်မျက်နှာအားလုံးပြန့်ကျဲသွားကြတယ်။ဒါပေမဲ့လူသားတွေရဲ့အဆက်မပြတ်တိုက်ခိုက်မှုကြောင့်ရေရဲကနေခုန်ထွက်ပြီးကမ်းခြေပေါ်ကိုဆင်းသွားခဲ့ရတယ်။ဒါပေမဲ့လူသားရဲ့လိုက်လံဖမ်းဆီးမှုကနေမလွတ်မြောက်နိုင်ခဲ့ဘူးကံမကောင်းစွာပဲရေသူမလေးကိုဖမ်းဆီးရမိခဲ့တယ်။အဲ့ဒီရေးကြီးတဲ့အချိန်မှာပဲအမျိုးသားက၁၁ခုကိုအသုံးပြုပြီးသူမကိုအရေးခွန်ခွာဖို့ပြင်ဆင်ခဲ့တယ်။သူမရဲ့ညီမကသူမကိုကယ်တင်ဖို့စ조사ခဲ့ရပေမဲ့နောက်တစ်စက္ကန့်မှာပဲသူမလဲသူတို့လက်ထဲကျရောက်သွားတဲ့အမျိုးသားကဓာတ်ကိုမြောက်ပြီးရေသူမကိုထိုးလိုက်တဲ့ကံကောင်းထောက်မစွာပဲသူမကမြင်မြန်ဆန်ဆန်တုံ့ပြန်ပြီးရေထဲပြန်ခုန်ဆင်းနိုင်ခဲ့တယ်။ဒါပေမဲ့လူဆိုးတွေကလက်မလျှော့ပဲလေရဲကိုပစ်ခတ်ခဲ့တယ်။ခိုးရောက်တဲ့ရေသူမကအယူမူးထွက်ပြေးသွားပေမဲ့လူဆိုးတွေကသူမကိုအဆက်မပြတ်လိုက်လက်ဖမ်းဆီးခဲ့တယ်။ရေသူမကိုဖမ်းပြီးတော့မှအဲ့အချိန်မှာရေပွဲတစ်ကောင်ကသူ့ရဲ့လက်ချောင်းတွေကိုဆန့်ထုတ်လိုက်တဲ့အချိန်မှာပဲရေပွဲကလောက်လွဲနဲ့ရေသူမကိုဂူထဲကနေတွန်းထုတ်လိုက်တယ်။သူမဘေးကင်းတယ်လို့ထင်ပြီးအနီရကနေခဏတာလွတ်မြောက်ခဲ့တယ်။ရေသူမဟာရုတ်တရက်အပေါ်ကနေဆင်း